ခုစတင်ဖူးမြော်လိုက်ရတယ်ဖះကတော့ရွှေစံတော်မရောက်ခင်လောကထိပ်ပံရဲ့အရှိဘက်ဖះအမှတ်1512ဖြစ်တဲ့မြေပုံသာလလောကမှုနိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပါအရှိဘက်မျက်နှာမူတဲ့ဘုရားကြီးဖြစ်ပြီးတော့ဒါကတော့တောင်ဘက်ကဓမ္မစက္ကရမူရာဟန်နဲ့ဘုရားရှင်ကိုရောမြတ်ကြီးဖြစ်ပါတယ်ဘုရားရဲ့နောက်ကျောဘက်မှာတော့မြောက်ဘက်ကိုအုတ်ခေါင်းပြူပြီးတော့လဲရပဲလက်တော်ခေါင်းအောင်ကပြိဋိဘံပြုတ်နေတဲ့လျောင်းတော်မူဘုရားကြီးတဆူလဲဒီဘုရားမှာထူးထူးခြားခြားတွေ့ရတယ်အဓိကအားတင်စရာကောင်းတဲ့နေရာကတော့ရသော်ဘုရားရှင်ရဲ့ဖွားတော်မူခံဖြစ်ပါတယ်မေတော်မာယာရဲ့မိရီတော်ဂေါရမီရဲ့ရန်ရွေတော်တူရဲ့ပုံနေကိုဟိုဘက်ကဘုရားတွေနဲ့တဒန်းနဲ့ပလင်တော်တစ်ခုမှာထုလုပ်ထားတာတွေ့ပါတယ်အဲ့မှာပါတဲ့ဒီတယောက်ကိုတော့တချို့ကမြင်းမီဆွဲမောင်ဆန်းလို့ယူဆကြပါမယ်လက်ထဲမှာသားမီးရဲ့ဆေးအိုးဖို့ရဲ့ကြောင့်မောင်ဆန်းမဖြစ်နိုင်ဘူးလို့လဲဆိုပါတယ်ဗျာဒါလောက်ရတဲ့အကြောင်းရတော့ဖွားပွင့်ဟောဆန်ဆိုတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဖွားတော်မူကံမြတ်စွာဘုရားရဲ့ပွင့်တော်မူပြီးနော်ဓမ္မစကြာတရားဟောတော်မူကံနဲ့ပြိဋိဘံဆံဝတော်မူကံကိုမြေပုံသာလာဘုရားကြီးဖြစ်ပါတယ်အဲ့ဒီအောက်ဘက်မှာတော့ဖွားတော်မူပြီးတော့မှကြာပန်းနေပေါ်မှာခုနှစ်ဖွားလှမ်းတဲ့ဟန်ရဲ့သုံးလောကထွတ်ထားမှာငါဘုရားအဖြစ်ကိုရောက်တော်မူမယ်ဆိုတဲ့လက်ညှိုးတစ်ချောင်းထောင်ပြီးတော့မှကျူးရင်ပုံနဲ့ကလေးမျက်နှာနဲ့ဘုရားရှင်ပူတော်လေးတွေ့ရတယ်ရှေ့ဘက်မှာတော့တန်ချမ်းကြီးတွေတောက်တိုင်နေနဲ့တဘာဝဘေးဒဏ်ကိုကာကွယ်ထားတဲ့အလွန်အင်တန်မှကြီးမားတဲ့ဘူမိဖတ်တမုဒ္ဒရာဟံဘုရားရှင်ကိုတော်မြတ်ကြီးကိုတတ်ပေဟောနဲ့ဖူးတွေ့ရမှာဖြစ်တယ်ထူးခြားချက်ကတော့ကြာပလင်နဲ့ထိလူအောင်ရှည်လျားရတဲ့မုဒ္ဒရာဟံရဲ့လက်ကလေးလက်တစ်ချောင်းကကြာပလင်နဲ့ထိနေတာပဲဖြစ်ပါတယ်။အိုးပိုင်အိမ်ပိုင်မြေပိုင်ဖြစ်ချင်တဲ့သူတွေဒီဘုရားမှာလာရောက်ပြီးတော့မှကြော်ပွဲထိုးကြတဲ့အလေးလေရှိတယ်စုမွင်ကောင်းတွေတောင်းကြတယ်လို့စုတောင်းလဲပြည့်တယ်လို့ဆိုပါတယ်။မြေအောင်မြေဝဲသမားတွေအုံပြောငပြောပွဲတွေနဲ့လာရောက်ပြီးတော့မှကတ်လူကြတာကိုလည်းတွေ့ရတယ်။သဘောကျဆုံးအချက်ကတော့ဒီဘုရားကြီးရဲ့လက်တော်ပါလက်တော်ကကြာပလင်ကိုထိပြီးတော့မှငရံဒီပေါ်မှာလဲငရံဆေးပကြီးတွေတချို့ကိုတွေ့ရပါတယ်ဒီဘုရားကြီးအတွင်းရဲ့ဒီဘုရားကြီးရဲ့မှာရှေ့မျက်နှာစာမှာတော့တရားရှုမှတ်တဲ့သူတွေအားလုံးကောင်းကောင်းမွန်မွန်နဲ့အေးအေးဆေးဆေးနဲ့အာယုံပြုလို့ရအောင်ရှုမှတ်လို့ရအောင်တရားရှုတဲ့သူတယောက်ချင်းစီတက်တောင့်တက်တာနဲ့တရားထိုင်တရားရှုနော်ဘုရားကြီးညိုလို့ရအောင်ခင်းကျင်းထားတဲ့ပုံစံကတော့ပကံမှာဘယ်ဘုရားမှမတွေ့ခဲ့ဘူးလို့ပြောပါတယ်လောလောဆယ်မှာတော့ဒီဘုရားတဆူမှာပဲဒီလိုအောက်ကကော်စောပေါ်မှာကြာကြာနာနာခင်းထားတာတွေ့ရပါတယ်ဗျာ